Fortune TV ချအပေးနေကြတဲ့ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ Fortune TV ဖွဲ့သားတွေရောက်ရှိနေတဲ့နေရာကတော့မြန်မာ Underwater Federation MUF ကနေပြီးတော့မှကျင်းပကျင်းပါတယ် Sea Captain Coastal Ecosystem and Visual Coral Museum launch at Myanmar Climate Action 2025အခမ်းအနားကိုရောက်ရှိနေရပဲဖြစ်ပါတယ်ခင်ဗျာဒီအခမ်းအနားမှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာပထမဆုံးဖွင့်လှစ်ပြသမဲ့တန်တာကျောင်းတန်းများကို online ကနေတစ်ဆင့်လေ့လာနိုင်မဲ့ပြတဲ့ကိုမိတ်ဆက်သွားမှာဖြစ်တဲ့ပြင် SCT session ကိုလည်းအသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် SCT session ကတော့ Safety, Environment နဲ့ Tourism စတဲ့အကြောင်းအရာတွေပေါ်မှာအခြေခံပြီးတော့မှဆွေးနွေးသုံးသပ်မှုတွေများစွာပြုလုပ်သွားမှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မလို့ဒီနေ့ကျင်းပပြုလုပ်နေတဲ့အခမ်းအနားရဲ့မြင်ကွင်းပုံတွေကိုတော့ကျွန်တော်တို့နဲ့အတူတူလိုက်ပါရှိဖို့အတွက်ဖိတ်ခေါ်လိုက်ရပါတယ်။အခမ်းအနားစီစဉ်ရာ MUF မှ President ဒေါက်တာတန်းဝင်းမှာအဖွဲ့မှစကားနဲ့နှုတ်ခွန်းဆက်စကားကိုပြောကြားပေးခဲ့ပါတယ်။ဒီနေ့လုပ်တဲ့ပွဲရတယ် UN ရဲ့environmental week ရဲ့ climate action ရဲ့ week ရဲ့ one of the things တွေလားအဲ့ဒါ series of projects ကိုရှင်းလုပ်ထားတာဝယ်လာပွဲနဲ့okay so အဲ့မှာဒီ week မှာတို့ activity အများကြီးပေါ့ဒါ one of the problem နောက်ပြီးဒီပွဲအတွက်ကိုကျွန်တော်တို့အဓိကပတ်သက်ပြီးတော့ကျွန်တော် financial activity ကိုဒီချိန်တိုင်းလုပ်နေဆက်လက်ပြီးတော့ခန်းသားစီစဉ်ရာ MUF မှာ President ဒေါက်တာတန်းဝင်းနဲ့ MUF မှာမက်ခိုင်ချူဦးတို့မှာ Visual Coral Museum launching နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတင်ဆက်ပေးခဲ့ပါတယ်ဒီ Visual Coral Museum လေးစားဖို့အတွက်ကိုတော့ဒီတကယ်ဖြစ်မြောက်လာအောင်လုပ်ပေးတာတော့ KBZ မှာဆိုတော့ KBZ မှာကိုလည်းဒီကနေထပ်မံကျေးဇူးတင်ရှိပါတယ်ဆိုတော့ဒီမှာဆိုရင်မြန်မာ Coral Museum ဆိုတဲ့ website လေးရရတယ်ပေါ့နော်ဆိုတော့ဒီမှာဒီ website ကိုတွားပြီးတော့ဟိုဘက်ကနေပြပေးပါမယ်ဆိုတော့ဒီမှာလည်းဒီလိုလိုက်ကြည့်လို့ရတယ်ပေါ့နော်ဒါလေးကို scan ဖတ်လိုက်လို့ရတယ်scan ဖတ်လို့ internet line တော့ရှိဖို့တော့နော်ဆိုတော့ scan ရအောင်ဆိုရင်လည်း www.coralmyanmar.com ကိုဝင်ပြီးတော့မြန်မာနဲ့တူတူ website ကိုလေ့လာကြည့်လို့ရပါတယ်ဟုတ်နောက်ထပ်စီစဉ်တစ်ခုအနေနဲ့ MUF မှမက်ခိုင်ချူဦးနဲ့ MDC မှမက်ခင်အေဂျူရိုမှ Annual Big Cleanup and Coral Conservation အကြောင်းကိုဆွေးနွေးသုံးသပ်ပေးခဲ့ပါတယ်ဒီစတိုရရဲ့လောရရဲ့ရွေးချက်ကအချက်၄ချက်ပေါ့နော်ဒီဟာကိုစခဲ့တာကတော့အဓိက awareness ပေါ့နော်ဘာကြောင့်ကမ်းခြေကိုဆက်ရှင်းဖို့လိုအပ်တာလဲ chorus တွေကိုဘာကြောင့်ထိန်းသိမ်းဖို့လိုအပ်တာလဲဆိုတဲ့ဟာကိုသိစေချင်တဲ့ရွေးချက်ကနံပါတ်1ပါဆက်လက်ပြီးတော့စီစဉ်ရ MDC မှကိုစီတူအောင်ကနေပြီးတော့ Fish Condo Project နဲ့ပတ်သက်ပြီးတော့အသေးစိတ်ဆွေးနွေးသုံးသပ်ပေးခဲ့ပါတယ်ကျွန်တော်တို့ကအဓိကကတော့ဒီ Fish Condo Project ဆိုရင်ကျွန်တော်တို့ CSR collaboration ကိုလို့ကျွန်တော်တို့ဒီမြန်မာတိုက်စင်တာရဲ့ MUF ကနေပြီးတော့စတင်ပြီးတော့ပြုလုပ်တာပေါ့ကျွန်တော်တို့အဓိကရည်ရွယ်ချက်ကတော့ဆော့ဆော့ပြောလို့ပဲကျွန်တော်တို့ဒီငါးမျိုးစိတ်တွေသူတို့ရဲ့နေစရာအိမ်တွေပျက်စီးပြီးတော့ရှားပါလာတဲ့ပြဿနာကိုကျွန်တော်ဖြေရှင်းဖို့ဒီဖြေရှင်းဖို့ဆိုတဲ့အတွက်ကူညီဖြေရှင်းဖို့ကျွန်တော်ဒီငါးရဲ့အိမ်တွေပြန်ဆောက်ပြီးတယ်အဲ့တော့ fish ကိုလို့ဆောက်တဲ့နေရာမှာကျွန်တော် concrete ပြားရည်နဲ့ဆောက်တယ်ဆိုတဲ့အတွက်သူကအားတွေအတွက်အိမ်လည်းဖြစ်တယ်ပြီးလို့ရှိရင် artificially အနေနဲ့သုံးရနောက်ပိုင်း coral တွေလည်းဒီမှာပြန်ပြီးတော့ပွားလာမှာများလာမှာပေါ့လေဆက်လက်ပြီးတော့စီစဉ်ရာ MUF မှ President ဒေါက်တာတန်းဝင်းကနေတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်တခါသုံးရည်သက်မှုရှော့ချရေး program ကိုလည်းအသေးစိတ်ဆွေးနွေးသုံးသပ်ပေးခဲ့ပါတယ်ဒါတကယ် beach မှာဖြစ်နေတာဒီမှာမြေတိကျကြည့်မှဆို plastic တွေကျိုးအပြည့်တွေ styrofoam တွေနောက်ပြီးတခါသုံးကျွန်တော်တို့ဒီမင်းတော်ခေစားတဲ့ plastic တွေဖြစ်နေတယ်အဲ့ဒါတွေအကုန်လုံးကပြည်နယ်ထဲမှာတချို့ကပြည်နယ်ထဲမှာအောက်မှာနေတချို့ကကမ်းခြေမှာဒုက္ခရောက်ပါတယ်ဆိုတော့မျိုးကျွန်တော်ကောက်တယ်နော်နောက်တဲ့စီစဉ်တစ်ခုအနေနဲ့ KBZ ဘန်မှာ Deputy Head of Communication Magic Alina နှင်းလဲဝေမှာ Greater Impact to Partnership by KBZ အကြောင်းကိုလည်းသေးစိတ်ဆွေးနွေးတင်ဆက်ပေးခဲ့ပါတယ်။စီးရတာလောက်တဲ့စီမှာကျွန်တော်တို့ဒီငွေကြေးတစ်ခုနဲ့ donation တစ်ခုနဲ့လောက်တာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီဒါဆိုလို့ရှိရင်အကောင်လုံးကဒါကမ္ဘောသားရဲ့ဝန်ထမ်းတွေပါအယောက်50လောက်ထိ50ကျောက် page နဲ့မှာပေါင်းပြီးတော့မှအမိုက်ကောက်တဲ့ program မှာပေါင်းခဲ့တယ်ပေါ့နော်ပြီးတော့6ချိန်လောက်ဟိုမှာလည်းထပ်ပြီးတော့ပေါင်းခဲ့တယ်နောက်ပြီးတော့မှဒီကနေတော့မှစစ်ပွားပေါ့လေကျွန်တော်တို့မခိုင်ကျွန်တော်တို့လည်းဒီ environmental conservation နဲ့ပတ်သက်တော့ဘုတို့ရဲ့ဟာတွေကိုနောက်ဆွေးနွေးဖြစ်တယ်ဒါဒီဘက်ကနေပြီးတော့လည်းအခုဆိုလို့ရှိရင် Virtual Museum လုပ်မယ်ဆိုတဲ့အခါမှာကျွန်တော်တို့အနေနဲ့စိတ်ဝင်စားပြီးတော့မှဒီစီစဉ်ကိုပတ်ဖို့ဖြစ်ခဲ့တယ်ပေါ့နော်နောက်တစ်စီစဉ်တစ်ခုအနေနဲ့ကတော့တက်ရောက်လာကြတဲ့ဧည့်သည်တော်များ online ကနေဒီနေ့ခန်းသားကိုတက်ရောက်ကြတဲ့ဧည့်သည်တော်များအနေနဲ့ဒီလိုသမျှကိုမေးမြန်းတဲ့ question answer အစီအစဉ်ကိုလည်းကျင်းပခဲ့ပါတယ်ဒီနေ့ခန်းသားမှာတော့တက်ရောက်လာကြတဲ့ဧည့်သည်တော်များကို Discover Scuba Diving Ticket 5 ဆောင်ကိုလည်း Lucky Draw အနေနဲ့မဲဖောက်ပေးခဲ့တာဖြစ်ပါတယ်ဒီနေ့ခန်းသားကိုတော့လူမှုရေးအသင်းဖွဲ့များကမ်ပဏီလုပ်ငန်းရှင်များဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးစိတ်ပါဝင်စားသူများနဲ့ကျောင်းသားကျောင်းသူများစုံညီစွာတက်ရောက်ခဲ့ကြပါတယ်အဲ့နောက်မှာတော့တက်ရောက်လာကြတဲ့ဧည့်သည်တော်များနဲ့အမတ်တရစုပေါင်းတပ်ပုံများရိုက်ကူကအခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့တာဖြစ်ပါတယ်
ဆရာမင်္ဂလာပါခင်ဗျာ မင်္ဂလာပါခင်ဗျာ ဟုတ်ကဲ့ပါအရင်ဆုံးဒါဆရာရဲ့နာမည်လေးနဲ့တာဝန်ယူထားတဲ့အပိုင်းလေးကိုမိတ်ဆက်ပေးပါဦးခင်ဗျာ โอเคကျွန်တော်နာမည်ဒေါက်တာတန်းဝင်းပါကျွန်တော်မြန်မာ Underwater Federation မှာ one of the founder နဲ့တာဝန်ယူထားပါတယ် ဟုတ်ကဲ့ပါဆရာဒီနေ့မှဆိုလို့ရှိရင်ကျွန်တော်တို့ဒါအားလုံးလည်းစိတ်ဝင်စားကြတာကကျတော့ Visual Korean Museum လေးနဲ့ပတ်သက်ပြီးတော့မှဒါမိတ်ဆက်သွားတယ်ပေါ့နော်အဲ့ဒီလေးနဲ့ပတ်သက်ပြီးတော့မှဆရာတို့ရဲ့ရည်ရွယ်ချက်လေးနဲ့ဘယ်လိုမျိုးလေးအစီအစဉ်ဆောင်ရွက်ထားရဲဆိုတာလေးကိုရှင်းပြပေးပါဦးခင်ဗျာ โอเคဒီလိုပါကျွန်တော်တို့virtual Korean Museum ဆိုတကယ်တော့ကျွန်တော်လုပ်ချင်တာတကယ် Korean Museum ကို physically ပေါ့နော်ကျွန်တော်တို့ Korean တွေနဲ့အဲ့လိုလုပ်ချင်တာပါတိုးတော့လဲကျွန်တော်တို့ဒီ law ရဲ့အခြေအနေအရကျွန်တော်ဒီ specimen တွေစုဆောင်းရခက်တာရေနောက်ပြီးတော့ကျွန်တော်တို့မှာဒါလုပ်ဖို့ဆိုရင်လူအင်အားဗန်နာရေးအင်အားအများကြီးလိုပါ museum တခုဆိုတာမလွယ်ဘူးလေစတီထောင်တာတော့ရှော့အဲ့တော့ကျွန်တော်တို့တခုစဉ်းစားအဲ့ဒါဆိုရင်မရတဲ့အချိန်မှာ law မှာကျွန်တော်တို့မှာတပ်ပုံတွေရှိတယ် video တွေရိုက်လို့ရတယ်ဆိုတော့အခုခေတ်မှာ technology တွေရှိတာဖြစ်တဲ့အတွက်ကျွန်တော်တို့က virtual လို့ခေါ်တဲ့เนาะကျွန်တော်တို့တကယ် physically တော့မဟုတ်ဘူးဒီonline ပေါ်မှာဖုန်းပေါ်မှာဖြစ်ဖြစ် computer ဖြစ်ဖြစ်ကြည့်လို့ရတဲ့အသိပညာရနိုင်တဲ့ museum ပေါ့လေအဲ့ဒါလို့ကိုစီစဉ်တာပါအဲ့တော့အဲ့ဒါတခုပါသွားကောင်းလဲဆိုတော့တချို့လူကြရေမငုံနိုင်တာဖြစ်တဲ့အတွက်ကိုရေငုံတကယ်တော့ခံစားလို့ရအောင်အနည်းဆက်ဆုံးပေါ့လေအဲ့ဒါမျိုးလေးစူးစမ်းပြီးကျွန်တော်ဒီထားပါတယ်ဆိုတော့အဲ့ဒီ virtual museum ကိုလည်း web page ကိုလည်းကျွန်တော်တို့ထပ်ပြီးတော့ကြေညာပေးပါမယ်အဲ့တော့မနစ်ကတော့ကျွန်တော်တို့မြန်မာ Underwater Federation ပေါ့နော်ဆိုတော့မြန်မာ Underwater Federation ဆိုတာအဓိကတော့ရေငုတ်တဲ့မှာပတ်သက်တဲ့လူတွေမကဘူးကျွန်တော်တို့ပင်လယ်ကမ်းခြေမှာပတ်သက်ပြီးတော့เนาะစီးပွားရေးလုပ်တဲ့လူပဲဖြစ်ဖြစ်ပညာရှင်ပဲဖြစ်ဖြစ်နော်အဲ့မှာရှိတဲ့တန်ငါတွေပဲဖြစ်ဖြစ်ဆိုတော့လှေသမားပဲဖြစ်ဖြစ်အဲ့လိုအကုန်လုံးပေါင်းဆက်ပြီးတော့ပါဝင်စေခြင်းတဲ့အဖွဲ့အစည်းလေးပေါ့လေဟုတ်ကဲ့ပါဆရာနောက်တစ်ခုသိချင်တာကကြတော့ဗောနော်ကျွန်တော်တို့ဒါဆရာတို့ရဲ့ organization ကလည်းဒီ non profit organization ဖြစ်တဲ့အခါကျတော့ကျွန်တော်တို့ဒီတကယ် activity program တို့လှုပ်ဆောင်ရတဲ့အခါမှာဗောနော်အဓိကကြတဲ့အခက်အခဲတွေဆိုလို့ရှိရင်ဘယ်လိုအခက်အခဲမျိုးတွေဖြစ်မလဲဆရာဟုတ်ကဲ့ပါဒီလိုပါကျွန်တော်တို့ဒီရေစမြန်မာ Underwater Federation စပစ်တာလဲကျွန်တော်တို့ဒီရေမှာပတ်သက်ပြီးကျွန်တော်ရေစငုတ်တာဗောနော်လွန်ခဲ့တဲ့10နှစ်စငုတ်တော့ဗာတွေ့တယ်ဆိုတော့ဝေဆောင်သွားတဲ့ကမ်းခြေမှာအရင်ရှိတဲ့တဏ္ဍာကြောက်တန်းနေငါးတွေကနည်းနည်းလာအဲ့တော့ကျွန်တော်တို့အစင်းစားရေငုံတဲ့လူတယောက်အနေနဲ့ကျွန်တော်တို့ပဲတွေ့လို့ရတာဟုတ်အပြင်လူတွေကျတော့ snorkel လို့လည်းသိမမြင်အောင်လှေဘောလို့ဆိုပို့ဆိုပြီးမြင်အောင်ဆိုတော့ဒါရဖြစ်နေတာကိုကျွန်တော်တို့ရေငုံသမားတွေကနေပြီးတော့ကျန်တဲ့လူတွေကိုတည်တဲ့အချက်လက်ပေါ့လေပြန်လဲဖြန့်ဝေဖို့လိုလာတယ်ဟုတ်ရင်ဒါတွေဒီလိုဖြစ်စီနေတယ်ပျက်စီးနေဆိုတာတုံတန်သိဖို့မလွယ်ဘူးပေါ့လေဆိုတော့အဲ့အမျိုးတွေကျွန်တော်တို့အဲ့ဒါတွေ့တဲ့ခါမှာလှုပ်ချင်တာတဲ့အများများလာလှုပ်တဲ့နာတဲ့အများများလာပေါ့နော်ကျွန်တော်ဒါတွေ conservation ကိုကျွန်တော်တို့ကိုယ်ရောမပျက်စီးအောင်ဘယ်လိုကာကွယ်မလဲငါမျိုးစိတ်တွေကိုဘယ်လိုထပ်ပြီးတော့ protection ပေးမလဲနောက်ပြီးတော့ကျွန်တော်တို့ဒီလူတွေတိလာအောင် safe ဖို့ဘယ်လိုလုပ်မလဲပေါ့အဲ့တော့ challenge တွေအများအဓိက challenge ချတော့နံပါတ်1ကတော့လှုပ်ရှားတဲ့အများများတော့ဘယ်ဟာဦးစားပေးရမလဲဆိုတာတခုပေါ့လေနံပါတ်2ကတော့ဘယ်ဟာပဲလှုပ်ကျွန်တော် NGO ဖွဲ့စည်းရကျွန်တော်တို့ကဘယ် item လို့ကျွန်တော်တို့လူအင်အားလို့တယ်နောက်ပြီးငွေအင်အားလို့တာပေါ့နော်ဆိုတော့အဲကြောင့်ကျွန်တော် Underwater Federation ကကျွန်တော်တို့ dive center တွေမှာကကျန်တဲ့စားသောက်ဆိုင်တွေ hotel တွေအဲ့လိုပါဝင်အောင်ကျွန်တော်ဖိတ်ခေါ်နေတာပါနော်နောက်တူချင်းမှလည်း volunteer လုပ်ချင်တယ်ဆိုလဲအမျိုးကျွန်တော်ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ပြီးတော့အဓိကလူအင်အားများလာမယ်နောက်လူတွေစိတ်ဝင်စားလာမယ်ဆိုရင်ကျွန်တော်လုပ်ချင်တဲ့ဟာဒီပို့ပြီးတော့လွယ်ကူပြီးတော့လုပ်နိုင်ပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကကျတော့ဒီဆရာဆွေးနွေးသွားတဲ့အထဲမှာလည်းပါတယ်ပေါ့လေကျွန်တော်တို့အခုလက်ရှိမှာဆိုဒါဆရာပြောသွားတဲ့အထဲမှာဆိုဒီပင်လယ်လိပ်တွေကိုတော့တွေ့ဖို့နည်းနည်းခက်သွားပြီလို့ကျွန်တော်တို့ပြောရတယ်ဒါလိပ်တွေဆိုအရင်တော့ဆိုကျွန်တော်တို့ပုံမှန်မြင်နေကြရပေါ့နော်လိပ်တွေအဲ့တော့တပတ်ပတ်ဝန်းကျင်ကိုကျွန်တော်တို့ဒီရေအောက်မှာပဲဖြစ်ဖြစ်အပေါ်မှာဖြစ်ကျွန်တော်ထိန်းသိမ်းကာကွယ်ဖို့အများကြီးလိုလာပြီအဲ့ထဲမှာအဓိကပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီ plastic ပေါ့ဒါ plastic reducing နဲ့ပတ်သက်ပြီးဒါတွေကိုတော့ကျွန်တော်တို့ဒီလူတွေကအသိပညာတစ်ခုအနေနဲ့တော့သိကြတယ်ဒါမဲ့ဘယ်လောက်ထိအနေကြီးလာမှန်းဒါကြီးကဘယ်လောက်ထိသွားပုံးညိုထိခိုက်လာမှန်းကိုနည်းနည်းလေးသိတာနည်းနေသေးတယ်ပြီးတော့တကယ်ထိထိရောက်ရောက် reduce မလုပ်ကြသေးဘူးပေါ့ကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်အဲ့တော့ဆရာတို့ကျွန်တော်တို့ကိုယ်တိုင်တူတယောက်ချင်းအနေနဲ့ရောပေါ့ဆရာတို့လိုဒါအဖွဲ့အစည်းအနေနဲ့ရောကျွန်တော်ဘယ်လိုမျိုးလေးတွေအသိပညာပေးတင်လဲထိထိရောက်ရောက်ဖြစ်အောင်ပေါ့နော်ဘယ်လိုလေးတွေလုပ်တင်လဲဆိုတာလေးလည်းမျှဝေပေးပါအောင်ဆရာဟုတ်ပါတယ်ကျွန်တော်တို့ plastic ကကျွန်တော်တို့အရန်ကိုကျွန်တော်တို့ဒုက္ခပေးတာပေါ့နော်ပင်လယ်သဘာဝတွေကျွန်တော်ရောက်မှငုံမယ်ဆိုရင်တဏ္ဍာကြောက်တန်းတွေမှာ plastic တွေအုပ်နေတာနော်ရေတန့်ဘူးအဟောင်းတွေဘီယာဘူးကိုနေအများကြီးတွေ့ရတယ်အဲ့တော့တကယ်တော့သဘာဝပတ်စင်အရန်ထိကြိုက်တာပေါ့နော်အဲ့မှာကျွန်တော်တို့ကဘာလုပ်တင်လဲဆိုတော့ကျွန်တော်တို့ကဒီလိုကျွန်တော်တို့လုပ်တဲ့ပွဲတွေမှာပါဝင်ပတ်သက်ပြီးလာထောင်ပေးနောက်ပြီးတော့မှတကယ်လို့များစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ federation မှာဝင်ပေးဖို့ volunteer လုပ်လို့ရတယ် information ကိုရတဲ့ဟာပြန် share ပေးလို့ရတယ်နောက်ပြီးတော့သဘာဝပတ်ဝန်းကျင်ကန့်ကျင်သွားရဆိုရင်ကျွန်တော်တို့ဒီပင်လယ်စာစားမယ်ရေကူးမယ်အဲ့လောက်တည်းမဟုတ်ပဲနဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတာကိုကနည်းနည်းလေးပြောနိုင်တယ်ပေါ့လမ်းလောက်ထားမယ်ဆိုရင်ကိုယ့်ရဲ့ society မှာပြန်လည်ပြီး share လုပ်လို့ရတာပေါ့နော်နောက်ကိုယ့်ရဲ့မိမိရဲ့ပတ်ဝန်းကျင်ပေါ့မိသားစုအိမ်မှာပဲဖြစ်ဖြစ်ရုံးမှာပဲဖြစ်ဖြစ်ကျွန်တော်ဘာလို့ရတစ်ခါသုံး plastic ဘူးတွေခုနကကျွန်တော်ပြောပါတာပေါ့နော်တစ်ခါသုံး plastic ဘူးတွေကိုတန်းတန်းများ short ချဖို့ပေါ့နော်မရေတန့်ဘူးတွေမဝယ်ဘူးကိုကဘာလုပ်မလဲဆိုတော့
ရေပြန်ဖြည့်ရတဲ့ station တွေရှိလေရေ refillable ပြန်သုံးရဘူးနဲ့လို့ထည့်မယ်ဆိုရင်ကျွန်တော်တို့လူတယောက်ကဒါရှော့မယ်ဆိုရင်တရက်ကိုတပူဆိုရင်နော်တစ်လဆိုဘူး30ရှော့တာပေါ့ဒါမိမိကိုယ်တယောက်တည်းမိသားစုလုပ်မယ်ဆိုရင်နောက်ထပ်6ဆကျွန်တော်ရုံလူတရားရှိရုံမှာဆိုရင်အစ100ပေါ့အဲ့ဒါမျိုးကျွန်တော်ဆောက်ပါနဲ့မိမိကစပြီးလုပ်လို့ရတဲ့ဟာလေးတွေရှိပါတယ် ဟုတ်ကဲ့ပါဆရာနောက်ဆုံးမိကုန်းလေးကကြတော့ဒါဆရာတို့ရဲ့ MUF အနေနဲ့ပေါ့နော်အခုလက်တလောနဲ့ရှေ့ဆက်ပြီးတော့မှဘာလေးလှုပ်ဆောင်သွားဖို့ရှိလဲဆိုတာလေးကိုမျှဝေပေးပါဦးခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ MUF ဆိုတာတကယ်တော့လေကျွန်တော်တို့စိတ်ဝင်စားတဲ့လူအနည်းငယ်နဲ့ဖွဲ့စည်းထားပါအဲ့တော့ကျွန်တော်ခုနပြောလွေကားများများလို့တာပေါ့ကျွန်တော်တို့မှာဥက္ကဋ္ဌလည်းမရှိဘူးနော်director လည်းမရှိဘူးအားလုံးဒီ member အဓိကတော့ကျွန်တော်တို့ကViber group လိုဟာမျိုးတခုပေါ့ပါပြောရရင်အဲ့တော့ member ကိုဝင်ပြီးတော့ဒီမှာကျွန်တော် information share ကြမယ်အမိုက်ကောက်တယ်တခု talk ချိမယ်ဆိုရင်ကျွန်တော်ဖိတ်လို့ရတယ်အဲ့ဒီပုံမျိုးလေးပေါ့ပါလေးလုပ်ထားတာပါအဲ့တော့ membership fees တွေပါတယ်ဘာမှမရှိပါဘူး just interest group လို့ပုံမျိုးလုပ်ထားတာဖြစ်ပါတယ်နောက်ပိုင်းမှာတော့ကျွန်တော်ခုနပြောသလိုကျွန်တော် Korean Museum ကျွန်တော်လုပ်တာရှိမယ်နှစ်တိုင်းအမိုက်ကောက်ဒီနှစ်ဆိုရင်9ချိန်မြောက်ပေါ့လေကျွန်တော်တို့ဘယ်တော့ကောက်မလဲဆို February 21 22ငွေဆောင်မှာကျွန်တော်ကောက်ပါမယ်အဲ့ဒီခါမှာလည်းကျွန်တော်တို့ volunteer နဲ့ဝင်လို့ရတယ်ဒါမှမဟုတ်လေ donation နဲ့ပေးလို့ရတယ်နောက်နံပါတ်2ကတော့ကျွန်တော်ခုနပြော fish condo ပေါ့ fish condo ဆိုတာငါးလေးတွေကရောက်ထဲမှာတနာကြောက်တတ်နေပြည့်စီတော့သူတို့ရဲ့တဘာဝ habitat မရှိတော့ဘူးအဲ့တော့ကျွန်တော်တို့ကသူတို့ပြန်သွားတော့ပြည့်စီသွားတဲ့နေရာတွေ့ရင်အဲ့ငါးတွေကမရှိတော့ဘူးသူတို့ခိုးစရာလည်းမရှိဘူးစားစရာလည်းမရှိဘူးအဲ့တော့ကျွန်တော်တို့က artificial reef လို့ခေါ်တဲ့ concrete condo လေးတွေပေါ့ငါးတွေအတွက်အဲ့တော့ fish condo လို့ပြောမယ်အဲ့မှာ coral လာဆွဲကတ်လို့ရတယ်ဆိုတော့ပြန်ပြီးတော့ regenerate ဖြစ်အောင်ကျွန်တော်မျှော်လင့်တာပေါ့လေမနစ်ကဆိုရင်ကျွန်တော်တို့ fish condo နှလုံးပေါ့ pyramid လိုဟာမျိုးလေးဒီခါတွဲစရာရှိရကျွန်တော်လုပ်ထားတာလေဆိုတော့အဲ့မှာအခုဆိုရင်နှစ်ဖြန်ဆိုကျွန်တော်ပြန်သွားမယ်ပြန်သွားရင်အဲ့မှာငါးတွေလာနေကြတာအရန်သိကျင်နေပြီကျွန်တော်လေဆိုတော့အဲ့လိုက်ပြန်အရန်ပီတိဖြစ်ရတယ်တကယ်ပဲကျွန်တော်တို့ကျွန်တော်တို့လုပ်တဲ့ဟာလေးကပြန်ဖြစ်တယ်အဲ့မှာကျွန်တော်တို့လည်းရေအောက်မှာပေါင်းကြီးချက်မရှိတဲ့ concrete slab နဲ့ကျွန်တော်လုပ်တယ်ပြီးတော့ကျွန်တော် recycle လုပ်တဲ့တန်ကြိုးနဲ့ကျွန်တော်ပြန်ပတ်ထားတယ်ပေါ့လေဆိုတော့မျိုးလို့ဒီနှစ်ဆိုရင်ကျွန်တော် planner တော့10လုံးထပ်ချမယ်ပေါ့လေအဲ့တော့ fish condo ခေါ်တာပေါ့အဲ့တော့ကျွန်တော်တို့ပြောရတော့ fish condo donation ပေးကြအဖြစ် condo လှလှလေးလည်းပိုင်ဆိုင်ကြပါစေလို့အဲ့လိုမျိုးလေးပေါ့အဲ့တော့တကယ်လို့လှူဒန်းလို့ရဆိုရင်ကျွန်တော်ရဲ့ MUF ရဲ့ web page မှာလည်းဝင်ပြီးတော့အဲ့မှာလှူဒန်းတဲ့နေရာရှိပါတယ်အဲ့မှာ donate လုပ်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့မှာအခုလိုမျှဝေပေးရတဲ့လည်းကျေးဇူးအများကြီးတင်ပါတယ်ဆရာဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့အမမင်္ဂလာပါဗျဟုတ်မင်္ဂလာပါရှင်ဟုတ်ကဲ့ပါအရင်ဆုံးအမရဲ့နာမည်လေးနဲ့တာဝန်ယူထားတဲ့အပိုင်းလေးကိုမိတ်ဆက်ပေးပါအောင်ဗျဟုတ်ကဲ့အမလီနာပါလောလောဆယ် Deputy Head of Communication အနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့ခဏမှလည်းဒါအမအနေနဲ့ပါဝင်ဆွေးနွေးသွားတာလည်းရှိရပေါ့နော်ဒီနေ့ပွဲမှာဆိုရင်ဒါ partnership အနေနဲ့ KPZ ကလည်းပါဝင်ထားရဲဆိုတော့ပေါ့နော်အရင်ဆုံးအနေနဲ့ပါဝင်ပြခဲ့ပုံလေးကိုပြောပြပေးပါဦးခင်ဗျဟုတ်အမတို့နဲ့ဒီမြန်မာတိုင်းစင်တာနဲ့ကကြတော့လွန်ခဲ့တဲ့2နှစ်လောက်ခရဲအောင်စပြီးတော့မှ base cleanup activity တွေမှာပါဝင်ခဲ့ရပေါ့နော်ဒီsponsorship တဲ့မဟုတ်ဘူးအမတို့ရဲ့ဝန်ထမ်းတွေကပါဝင်ပြီးတော့မှဒီ base cleanup မှာပါဝင်ခဲ့တာပေါ့နော်ဆိုတော့ဒီတောင်လျှောက်ပူပေါင်းပြီးတော့မှဆောင်ရွက်လာခဲ့တာအခုဆိုလို့ရှိရင်ဒီပေါ့နော်ဒီ virtual Korean Museum လုပ်မယ်ဆိုတဲ့အခါမှာကျတော့လေအမတို့ကဒီ Korean Museum ကတကယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့အတွက်ကိုပေါ့နော်အရေးပါတဲ့ step တစ်ခုအနေနဲ့မြင်တဲ့အတွက်ဒါကိုပတ်မိုးပေးဖို့အတွက်ကိုအမတို့ဆုံးဖြတ်ခဲ့တာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ဒီနေ့မှဆိုရှင်ဒါ Virtual Korean Museum လည်းတို့မိတ်ဆက်သွားရဲပေါ့နော်အဲ့ဒါ Virtual Korean Museum ကို online ကနေပြီးတော့မှကျွန်တော်လေ့လာနိုင်တယ်ဆိုတော့အဲ့အပေါ်မှာအမအနေနဲ့ဘယ်လိုလေးမြင်ပါလဲမြောက်ဟုတ်အရင်ကောင်းပါတယ်ဘာလို့ဆိုတော့ဒီဟာကonline မှာဆိုလို့ရှိရင်ဒီ local ပေါ့နော်ဒေသခံတွေဆိုလို့ရှိရင်လည်းဝါနာပါတဲ့လူတွေစိတ်ဝင်စားတဲ့လူတွေလည်းလေးလာနိုင်တယ်လို့မြန်မာပြည်မှာရှိတဲ့ coral ဒီ dive site တွေအကြောင်းပေါ့နော် coral တွေရှိတဲ့ဒီဇီဝမျိုးစိတ်တွေအကြောင်းကိုလည်းဒါမြန်မာပြည်နယ်မှာကပဲနဲ့တခြားကမ္ဘာအနှံ့ကပါလေးလာနိုင်တာဖြစ်တဲ့အတွက်ဒါအရင်ကောင်းတယ်လို့မြင်ပါတယ်ဟုတ်ကဲ့ပါအဲ့တော့အမားတို့ KBZ အနေနဲ့ပေါ့နော်ရှင်းရှင်းပြီးတော့ကျွန်တော်တို့ဒီတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းလုပ်ငန်းတွေရောနောက်တခြားပေါ့နော်ဘယ်လိုလုပ်ငန်းမျိုးတွေမှာရှေ့ဆက်ပြီးတော့မှလှုပ်ဆောင်သွားဖို့လုပ်ငန်းစဉ်တွေရှိရဆိုတာလည်းပြောပြပေးပါဦးခင်ဗျဟုတ်ကဲ့မတို့ကတော့ဒီသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ရှိရင်တော့လက်တလုံးမှာဆိုလို့ရှိရင်အခုမြန်မာတိုင်းစင်တာနဲ့ပူးပေါင်းပြီးတော့မှဆောင်ရွက်နေတာတွေရှိရပေါ့နော်လက်တလုံးမှာမတို့လှုပ်ဆောင်နေတာတွေကကြတော့ပို့ပြီးတော့မှသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးပေါ့နော် preparedness ဆိုတာထက်ဒီသဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့အခါမှာ response လုပ်တဲ့သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတွေကိုမှာတော့ပို့ပြီးတော့မှ focus လုပ်ပြီးတော့မှလှုပ်ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့အခုလိုပဲမြန်မာ Dive Center လိုမျိုး project တွေမှာပါဝင်ခြင်းအပြင်နောက်လို့ရှိရင်တခြားသောဒီနေ့မှာဆိုလို့ရှိရင်လည်းအမတို့တခြားဒီသဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်လို့လုပ်နေတဲ့အဖွဲ့အစည်းတွေနဲ့စကားပြောဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအခွင့်အလမ်းတွေကနေတဆင့်ပေါ့နော်အမတို့အနေနဲ့ပါဝင်တဲ့ပတ်မိုးတဲ့ဟာတွေအမတို့ဆက်ပြီးတော့မှလည်းပူပေါင်းပါဝင်ပြီးတော့မှဆောင်ရွက်တော့ဖို့ရှိပါတယ်ဟ
ဟုတ်ကဲ့ပါအခုလိုမျိုးဖိချားပြအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်ရှင် အခုမင်္ဂလာပါခင်ဗျာ ဟုတ်မင်္ဂလာပါဟုတ် အခုရဲ့နာမည်လေးနဲ့တာဝန်ယူရတဲ့အပိုင်းလေးကိုမိတ်ဆက်ပေးပါဦးခင်ဗျာ ဟုတ်ကျွန်တော်နာမည်ကစီတူအောင်ပါစီတူအောင်ဆိုကျွန်တော်ကဒီမြန်မာတိုက်စင်တာက diving instructor တယောက်ဖြစ်တယ်ပေါ့လေ diving instructor ဆိုနေမှာကျွန်တော်က scuba diving ရောfree diving ရော mermaid ကိုပေါ့လေဒီ၃မျိုးလို့ရဲ့ instructor ဖြစ်ပါတယ်ဟုတ် ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒါအကိုကလည်းဒီ driving နဲ့ပတ်သက်ပြီးတော့လည်းဒီချာချာလေးအခုဆိုလို့ရှိရင်ဒါ knowledge sharing တွေလုပ်ပေးခဲ့တဲ့အခါကျတော့ပေါ့နော်diving တွေမှာဘာမျိုးစားလေးကွာလဲပေါ့ကျွန်တော်ခုနကကိုပြောတဲ့ထဲမှာ scuba ပါမယ်ပြီး make လာကိုmake ပါမယ်ပေါ့နော်ပြီးလို့ရှိရင် free diving ပါမယ်ပေါ့အဲ့ဒါလေးကဘယ်လိုမျိုးစားလေးဖြစ်မယ်ဘယ်လိုလေးကွာလဲဆိုတာလေးပြောပြပေးပါဦးခင်ဗျာ scuba အကြောင်းရင်ပြောမှာဆို scuba ကတော့သူဒီ scuba gear တွေဖြစ်တဲ့ဒီ air cylinder တို့ပြီးလို့ရှိရင်ကျန်တဲ့ BCD တို့ regulator လို့နဲ့dye လောက်တာပေါ့လေနော်သူကကြတော့ရေအောက်မှာဘယ်လိုပြောမလဲဒီ underwater photography တမားတွေပြီးလို့ရှိရင်ရေအောက်မှာအချိန်ကြာနဲ့ AC realization လုပ်ရှင်တဲ့လူတွေအတွက်ဒီ scuba diving ကတော့ကောင်းတယ်ပေါ့လေနော်free diving ကကြတော့သူကတော့ဒီ sport ဟိုကြိုက်တဲ့လူတွေပေါ့သူကကြတော့ free diving အဓိကကြတော့ကိုဒီအသက်ဘယ်လောက်အောင်နိုင်တယ်အချိန်ဘယ်လောက်အောင်နိုင်တယ်ပြီးလို့ရှိရင်ရေအနက်ကိုဘယ်လောက်အနက်ထိငုံနိုင်လဲဆိုတာကိုသူကအဓိကထားလုပ်တဲ့အတွက်သူက sport ဘက်ကိုသွားတယ်ပေါ့နော်mermaid ကကြတော့သူကကြတော့ဒီအဓိကကြတော့ performance ပေါ့mermaid diving ကကြတော့ performance အတွက်သူကကြတော့ဒီ mermaid trainer ပေါ့ရေတူးမအမီးနဲ့ကိုသူကအဓိကရေအောက်မှာဒီ bubble ring တွေလောက်တာတို့ပြီးလို့ရှိရင်ရေအောက်မှာအလှပြတာပေါ့လေခန္ဓာကိုယ်အဲ့လိုမျိုးအဲ့အတွက်ကိုသူ performance ကိုကြိုက်တဲ့လူတွေအတွက်ကတော့ mermaid နဲ့ဆိုလို့ရှိရင်ဓာတ်ပုံတွေဗီဒီယိုတွေလည်းရိုက်လို့လှတာပေါ့လေနော်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ဒီ MUF အနေနဲ့ရောပေါ့နော်ဒီ diving နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးလေးစောင့်ရချက်လေးရှိလဲပြီးတော့ကျွန်တော်အခုအတွေ့အကြုံမရှိတဲ့သူတွေလည်းအများကြီးရှိတဲ့ခါကြပါတော့ဒီ diving လုပ်ရှင်နေဆိုလို့ရှိရင်ဘယ်လိုမျိုးတွေကျွန်တော်တို့ချိတ်ဆက်လို့ရနိုင်လဲဒါလေးလည်းမျှဝေပေးပါဦးပေါ့ဟုတ်MUF ကကြတော့ဆော့ဆော့ပြောသလိုသူကကြတော့အဓိကဒီ CSR activity လုပ်တဲ့ဖွဲ့စည်းပေါ့လေကျွန်တော်တို့ကတော့မြန်မာ dive center ပေါ့လေနော်မြန်မာ dive center မှာဆိုလို့ရှိရင်ဒီကျွန်တော်တို့စီမှာဆိုလို့ရှိရင်ဒီ diving နဲ့ပတ်သက်တဲ့တင်တန်းတွေတက်လို့ရမယ် license တွေယူလို့ရမယ်ဒါမှမဟုတ်လေဒီတိုင်းကိုအောင်ကိုဟိုဆော့ဆော့ပြောလို့ discover scuba diving ပေါ့လေကိုအောင် diving ကိုintro လုပ်ကြည့်ခြင်းနဲ့စမ်းကြည့်ခြင်းတဲ့လူတွေအတွက်လည်းကျွန်တော်တို့မှာဒီ discover scuba diving ဆိုတဲ့ program တွေရှိမယ်ဒါမှမဟုတ်လေကိုကဒီဟာကိုတကယ်စိတ်ဝင်စားလို့license တွေပါယူထားခြင်းနဲ့ဆိုလို့ရှိရင်လည်းဒီ diving နဲ့ပတ်သက်တဲ့ course တွေရှိတဲ့ license ယူလို့ရတယ်ပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်နောက်ဆုံးအနေနဲ့ဆိုလို့ရှိရင်တော့ပေါ့နော်ကျွန်တော်တို့ကဒါ MUF အနေနဲ့ရောအကိုရဲ့ dive center အနေနဲ့ရောဒါတွေကတော့ကျွန်တော်တို့ကအခုလက်ရှိဒီရေရောက်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေနော်ရေရောက်တဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ဆက်ဆက်တဲ့အရာတွေမှာတော့အကုန်လုံးကတော့ဒါဆက်ဆက်မှုရှိနေကြတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒါနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့သူတွေကိုရောအကိုတို့ရဲ့ဒီ program တွေ activity တွေမှာပေါ့နော်လာရောက်ပြီးတော့မှချိတ်ဆက်လို့ရအောင်ကိုကနေဖိတ်ခေါ်ပေးပါဦးဟုတ်အားလုံးပဲပေါ့လေဒီဘယ်လိုပြောမလဲဒီရေအောက်ဒီ underwater ဒီ marine life ကိုပေါ့လေ marine life ကိုစိတ်ဝင်စားတဲ့လူတွေဆိုလို့ရှိရင်ဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ကပန်းပြေဖို့ဒီကမ်းခြေတွေ beach တွေကိုတွားကြတယ်ပေါ့လေနော်အများသောအားဖြင့်ကဒီကမ်းခြေမှာနေမဲ့ပြီးလို့ရှိလို့ရှိရင်ဒီရေဦးကန်မှာပြီးလို့ရှိရင်ကမ်းဆက်မှာဆော့ပြီးတော့ပဲပြန်သွားကြတယ်များတယ်ပေါ့လေနော်ဒါပေမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာလည်းဒီရေအောက်မှာရှိတဲ့ဒီတဘာဝအလှည့်တယံဇာတတွေအများကြီးရှိပါတယ်အဲ့ဒါကိုလည်းမြင်အောင်ဟိုကြည့်စီချင်ပါတယ်ပေါ့လေအဲ့လိုမျိုးမြင်ဖို့အတွက်လည်းကျွန်တော်တို့မြန်မာတိုက်ဆန္ဒနေပြီးတော့ကုညီပံ့ပို့ပေးမှာပဲပေါ့တကယ်လို့ရေအောက်ကဒီ reef fish နဲ့ဒီ coral တွေပေါ့လေတနာကြောက်တန်းတွေကိုကြည့်ဖို့အတွက်ကျွန်တော်တို့ဒီကမ်းခြေတွေငွေဆောင်ရောက်တဲ့ခါပေါ့လေကျွန်တော်မြန်မာတိုက်ဆန္ဒကိုဆက်သွယ်လို့ရပါတယ်ကျွန်တော်တို့ကဒီကောင်တွေအောက်မှာသူတို့ရဲ့တဘာဝတွေကိုပြဖို့အတွက်ကျွန်တော်ကုညီပေးပါမယ်ပေါ့ဟုတ်ကဲ့ပါကိုအခုလိုဖြည့်ချပေးရတဲ့အတွက်လည်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးပါမင်္ဂလာပါဗျာဒီနေ့ခန်းသားကိုဒါလာပြီးတော့တက်ရောက်ဖြစ်တဲ့အကြောင်းရင်းပြီးတော့ညီမျိုးရဲ့နာမည်လေးကိုအရင်ဆုံးမိတ်ဆက်ပေးပါဟုတ်ကဲ့ပါညီမနာမည်ကတော့ရိုးမကြီးခေပါ MIBA college ကပါရှင်ကျွန်တော်နာမည်ကတော့မင်းသားညာလို့ခေါ်ပါတယ်ကျွန်တော် MIBA college ရလာတာပါကျွန်တော်နာမည်မြမင်းထပ်ပါ MIBA college ရပါခင်ဗျအဲ့တော့ဒီနေ့ပွဲမှာဆိုလို့ရှိရင်ဒါဆွေးနွေးမှုလည်းအများကြီးရှိခဲ့တယ်ပေါ့နော်ညီလေးတို့အနေနဲ့လည်းဒါပါဝင်ပြီးတော့မှဒီမှာ participate လုပ်ခဲ့တယ်ပေါ့အဲ့ဒီပုံမှာဘယ်လိုမျိုးအချက်လက်တွေကိုယ့်အတွက်ဘယ်လိုမျိုးအသိမြင်တွေရတယ်လို့ညီလေးတို့ထင်လဲဟုတ်ကဲ့ညီမအနေနဲ့ဒီနေ့ပွဲကိုလာရတဲ့အတွက်ဒီကိုမသိသေးတဲ့ကံရိုးတန်းတွေပြီးတော့တန်တာကြောက်တန်းတွေရဲ့အကြောင်းကိုလည်းအများကြီးသိခဲ့ပါတယ်ဒီပညာတွေလည်းအများကြီးရပါတယ်ပြီးတော့ရှင်ညီမတို့သတိမထားမိတဲ့နိုင်ငံရဲ့အမွေအနှစ်တွေကိုလည်းထိမ့်သိမ့်မှုလိုအပ်ကြောင်းလည်းသိရှိခဲ့ရပါတယ်ရှင်ဟုတ်ပါပြီအဲ့တော့ညီလေးတို့အနေနဲ့ရောပေါ့နော်ဒီနေ့မှာဆိုလို့ရှိရင်အကိုတို့မိတ်ဆက်သွားတာရှိရပေါ့နော်အဲ့ဒါကတော့ Visual Coral Museum ပေါ့online ကနေပြီးတော့လေ့လာနိုင်မဲ့ပြတိုက်ပေါ့ဒါနဲ့ပတ်သက်ပြီးတော့မှဘယ်လိုလေးမြင်လဲပေါ့ဟုတ်ကဲ့Visual Museum အနေနဲ့ကျတော့ကျွန်တော်တို့အနေနဲ့ဒီကုတကကြီးသွားကြတာလည်းမလိုတော့ဘဲနဲ့ကျွန်တော်တို့အနေနဲ့တထိုင်နဲ့ဖုန်းလေးတစ်လုံးရှိအောင်နဲ့ internet ရှိအောင်နဲ့ကျွန်တော်တို့ဒီကုတကလေ့လာလို့ရမယ်ပြီးတော့3D image တွေရှိတဲ့အတွက်ကိုယ်တွေ
ဘယ်လိုပဲဖြစ်ဖြစ်ပုံစံမျိုးကိုရီးယားသိရှိနိုင်တယ်ပြီးတော့ Korea အကြောင်းကိုလည်းအသေးစိတ်ဖတ်ရှုလို့ရနိုင်တယ် PlayStation ချတဲ့အကြောင်းအရာတွေလည်းအများကြီးလည်းပါတယ်ဆိုတော့ကိုရိုင်းရောဘယ်လိုမျိုးတွေဒီဟာနဲ့ပတ်သက်ပြီးတော့ဒါ knowledge လည်းရသွားတဲ့အခါမှာပေါ့နော်ဆက်ပြီးတော့မလုပ်သွားမယ်ဒီ PlayStation ချရေးပြီးတော့တဘောပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီးတော့ပေါ့ တော့ပတ်ဝန်းကျင်ထိန်းသိမ်းအတွက်ကတော့ကောင်းပါတယ်ဒီအမိုက်တွေကိုရှင်းလင်းဖို့အတွက်ကြတော့ဘလူးကိုတိုင်းကိုတိုင်းပါဝင်မှရမှာလေအဲကြောင့်ကျွန်တော်တို့အနေနဲ့လည်းကိုတိုင်းပါဝင်လို့ရမယ်ဆိုလဲကိုတိုင်းလှုပ်ဆောင်သွားမယ်လို့လည်းပြောချင်ပါတယ်ဒီဝယ်လေးကတော့တကယ်ကိုအတိမြင့်ဘူးကအများကြီးရပါတယ်တခါမှလည်းမတက်ဘူးတော့ဘာလဲအသေးစမ်းဖြစ်တော့လေဘူးကအများတော့ရပါရဲ့လို့ကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုမျိုးပွဲတွေလုပ်တဲ့အခါမှာရောအထပ်ပြီးတော့ပါဝင်မှုရှိလားညီတို့အနေနဲ့အဲ့ဒါလေးလည်းဖြေပေးပါဦး ဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့တော့တက်နိုင်တယ်လို့အမြဲတမ်းပါဝင်ဖို့စီစဉ်ရှိပါတယ်ခင်ဗျပြည်သူများခင်ဗျာဒီနေ့ခန်းသားမှာဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာပထမဆုံးဖွင့်လှစ်မဲ့ရေအောက်တန်တာကြောက်တန်းတွေကို online ကနေပြီးတော့မှလေ့လာနိုင်မယ် Bachelor Korean Museum နဲ့ပတ်သက်ပြီးတော့မှမိတ်ဆက်သွားခဲ့တယ်လို့မျိုးပဲရေအောက်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာအကြောင်းအရာတွေကိုလည်းအသိပညာရှင်အတတ်ပညာရှင်တွေကနေပြီးတော့မှဆွေးနွေးသုံးသပ်တင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ဒီခန်းသားကိုကြည့်ရှုပြီးတော့ပြည်သူများအနေနဲ့လည်းရေအောက်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာအသိပညာဗဟုသုတတွေများစွာရရှိစေလိမ့်မယ်လို့ပြောလမိပါတယ်ခင်ဗျာကျွန်တော်ရဲ့ Fortune TV ကနေလည်းပြည်သက်တွေအတွက်အကျိုးရှိစေမယ့်အစီအစဉ်ကောင်းများစွာတွေပြီးရင်တော့ပြည်သက်တွေစိတ်ဝင်စားစေမယ့်ဗဟုသုတများစွာရရှိစေမယ့်အကြောင်းအရာတွေကိုလည်းဆက်လက်ပြီးတော့မှထုတ်လင့်တင်ဆက်ပေးနေမှာပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်တို့နဲ့အတူ live ပါရှုခဲ့ကြတဲ့ပြည်သက်တယောက်ချင်းချင်းအောင်လည်းကျေးဇူးများတင်ပါတယ်ခင်ဗျာပြည်သက်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းများစွာနဲ့ပြည့်စုံနိုင်ကြပါစေ